စာပိုက်ပါလွတ်မြောက်လာသူအတွင်ဆောင်ထားတဲ့ဇွန်ဘီတစ်ကောင်ဟာအိမ်ထဲကအမျိုးသမီးတစ်ယောက်ကိုတကားဖွင့်ပေးဖို့အတနာခံတောင်းပန်နေခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကလည်းသူ့ကိုတနာသွားပြီးမှန်တကားကိုဖွင့်ပေးဖို့ပြင်လိုက်တာပါ။ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူမရဲ့ခြေထောက်ကအနားမှာရှိတဲ့ရေဖန်ခွက်ကိုတိုက်မိသွားပါတယ်။ဖန်ခွက်ကိုငုံကောက်မှာပဲသူမရဲ့မျက်လုံးကအဲ့ဒီလူရဲ့သွေးစွန်းနေတဲ့လက်ချောင်းတွေစီရောက်သွားခဲ့ပါတယ်။သူမချက်ချင်းတောင့်ခဲသွားမိပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီ virus ကူးစက်ခံထားရတဲ့သူတွေဟာရေကိုအလွန်မင်းစာလောင်မှုတိတ်တက်ကြတယ်ဆိုတာကိုသူမသတိရသွားလို့ပါ။သူမရဲ့တန်တရားကိုအတီးပြုတ်ဖို့အတွက်အမျိုးသမီးဟာဖန်ခွက်ကိုတမင်ဆောင်းလိုက်ပြီးရေတွေကိုကျမ်းပြင်ပေါ်တွန်းချပစ်လိုက်ပါတယ်။ရေတွေပြန့်နှံ့သွားတဲ့အချိန်မှာပဲအပြင်ကလူရဲ့မျက်နှာမှာထူးဆန်းတဲ့အပြောင်းအလဲတစ်ခုပေါ်လာပါတော့တယ်။သူဟာသူ့ရဲ့ရေစာလောင်မှုကိုထိန်းချုပ်ဖို့ကြိုးစားပေမဲ့ရေကိုမြင်လိုက်ရတဲ့အတွက်သူ့ရဲ့လောဘစိတ်ကိုဖုံးကွယ်ထားလို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာတင်သူဟာဇွန်ဘီတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အမျိုးသမီးကတော့အကုန်လုံးကိုရိပ်မိသွားပါပြီ။သူ့ကွက်မအောင်မြင်တော့တာကိုသိသွားတဲ့ဇွန်ဘီဟာဒေါသတကြီးနဲ့လှည့်ထွက်သွားပါတယ်။အတန်ကြာလို့အိမ်ထဲမှာကင်းဆောင်တဲ့လူပြောင်းသွားတဲ့အခါသူဟာစင်ကြီးအစ်စ်တစ်ခုနဲ့ပြန်ရောက်လာပြန်ပါတယ်။ဒီတစ်ခါတော့သူ့မှာဖုန်းတစ်လုံးပါလာတယ်။တကားလေးပဲဖွင့်ပေးဖုန်းကိုအထဲလမ်းပေးမလို့ပါဆိုပြီးပြောပါတယ်။တကားနားမှာရက်နေတဲ့ကောင်လေးကသူ့စကားကိုယုံသွားပြီးတကားဖွင့်ပေးဖို့လုပ်နေတော့မှပဲအနောက်ကနေအမျိုးသမီးတစ်ယောက်အပြေးလွှားရောက်လာပါတယ်။သူမကကောင်လေးကိုအနောက်ကိုအမြန်ဆွဲထုတ်လိုက်ပြီးရှိသမျှအားအင်အကုန်သုံးကတကားကိုဝုန်းခနဲ့ပိတ်ချလိုက်ပါတယ်။ဒီနည်းနဲ့ဇွန်ဘီရဲ့လှည့်ကွက်ဟာနောက်တစ်ကြိမ်ဘာမှမဖြစ်ပဲပျက်စီးသွားခဲ့ရပြန်ပါတယ်။အတန်ကြားလို့တခြားလူတွေလည်းအဲ့ဒီနေရာကိုစုပြုံရောက်လာကြပါတယ်။ချက်ကြိုင်ကမှန်ပေါ်ကသွေးဆိုးနေတဲ့လက်ဝါးရတွေကိုထောက်ပြပြီးဒီဘေးကင်းလုံခြုံတဲ့အိမ် safe house ရဲ့အပြင်ဘက်မှာဇွန်ဘီတွေအများကြီးရှိနေတဲ့တိတိကျကျမစင်စားပဲတကားမဖွင့်ကြနဲ့အကြောင်းမရှိပဲအပြင်မထွက်ကြနဲ့လို့အားလုံးကိုသတိပေးလိုက်ပါတယ်။ဒါပေမဲ့အိမ်ထဲမှာလူတွေ